မင်္ဂလာပါခင်ဗျာမြထိုးမေးခွန်းကိုဖြေဆိုရမှာတစ်ဖက်လူကိုကူညီခြင်းတဲ့အချိန်ဘလို့ယဉ်ကျေးတဲ့စကားလုံးနဲ့ကမ်းလှမ်းရမလဲဆိုတာအရင်ရေးကြည့်ပါတယ်ဒီနေ့တော့ဒီမေးခွန်းလေးကိုအတူတူအဖြေရှာကြည့်ရအောင်4番お年寄りが大きな荷物を持って階段を上っています。荷物を持ってあげたいです。何と言いますか？ 1、重そうですね。お持ちしましょうか。 2、重いでしょう。持ってもらいましょ3、う。重いですから私が持ちましょう。တက်ကြီးရွယ်ဦးတဦးကအထုပ်ပိုးကြီးကြီးတဲ့ပြီးလှေကားပေါ်တက်နေပါတယ်အထုပ်ကိုတဲ့ပေးချင်ပါတယ်ဘလို့ပြောမလဲတစ်ဖက်လူကကိုယ့်ထက်အသက်ကြီးသူမို့ရိုသေရင်ကြီးတဲ့အတုံးနှုံးသုံးရမယ်တဲ့ပေးချင်လို့ကိုယ့်ဘက်ကနေကူညီဖို့သဘောနဲ့ကမ်းလှမ်းရမယ်1、重そうですね。お持ちしましょうか。နှိမ့်ချတဲ့စကားပြောပုံစံနဲ့အလွန်ရင်ကျေးစွာကမ်းလှမ်းထားလို့အပြေမှန်ဖြစ်ပါတယ်2、重いでしょう。持ってもらいましょう。 အခြားတစ်ယောက်စီကနေအကူအညီရယူကြရအောင်တဲခိုင်းကြရအောင်ဟာလို့ပြောတာမျိုးဖြစ်နေပါတယ်ကိုယ်တိုင်တဲပေးခြင်းတဲ့အခြေအနေနဲ့လုံးဝမကိုက်ညီလို့မှားပါတယ်3、重いですから私が持ちましょう。 မြန်မာလိုဆိုရင်တော့ဟုတ်တယ်လို့ပါပဲဒါပေမဲ့ဂျပန်စာမှာကိုယ့်ရဲ့ဆန္ဒကိုပဲတိုက်ရိုက်ကြီးအမိတ်ဆက်ဆန်ပြောလိုက်တယ်လို့ဖြစ်နေပါတယ်လူကြီးသူမကိုကူညီဖို့ကမ်းလှမ်းတဲ့အခါတစ်ဖက်လူရဲ့ဆန္ဒကိုမေးမြန်းတဲ့ပုံစံမျိုးကမှယဉ်ကျေးတဲ့အတုံးနှုံးဖြစ်ပါတယ်ဒါကြောင့်နံပါတ်3ကမပြည့်စုံပါဘူးနောက်မေးခွန်းတွေဆက်ပြီးအတူတူလေ့လာကြဖို့အတွက် like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲစာမေးပွဲမှာအဆင်ပြေကြပါစေ